ဓမ္မရေတရားမင်းကြောင့်မဟောခင်ဝိပဿနာရှုနည်းကိုကျေးဇူးစွာပြောမယ်ဝိပဿနာရှုနည်းကရှင်သာရိပုတ္တရာဟောတာကာယမိမံသမဂထပရိစ္ဆာနာထပုဏ္ဏပုံနာကာယေတဘာဝံဝိရိတဝနာဒုက္ခသန္တံကရိတတိဒီကဲတော့ဟောထားတော့ဓမ္မရေဘုရားရှိခိုးဖြစ်စေကိုယ်အိယာထဲမှာဖြစ်စေထိုင်ပြီးတဲ့အခါကမိမပြန်ရုပ်ထုတ်ယောက်ျားပြန်ဓမ္မင်ခွဲပြီးတဲ့အခါကထိုင်နေလို့ထိုင်အိတ်ခြင်းနဲ့အိတ်အိတ်ကမရှိပါဘူးတဲ့တို့တော့အသက်မှန်မှန်ရှူပြီးကြတာလေလေထွက်တာလည်းသိလို့လေလေဝင်တာလည်းသိဒီလိုသိပြီးကြတာနေရာမှာပရမရှင်းစွာတော့ဖြင့်ထွက်တာသိဝင်တာသိလည်းလုံးနေပါဒီထဲကမှဝိနည်းကအောက်လိုလာလို့ရှိရင်ထွက်တာသိဝင်တာသိချုပ်လိုက်ပါထွက်တာသိဝင်တာသိချုပ်ပြပါတော့သတိပေးလိုက်နော်ထွက်တာသိဝင်တာသိချုပ်ပြီးအောက်တဲ့နေရာလေးကိုညာကလှည့်လိုက်ဩဒါဖောက်ပြန်လာတာပါလားဖောက်ပြန်လာတာငကောမအောင်ဘုမဒီနေရာလေးကအောက်လာတယ်အဲ့ဒီဖောက်ပြန်တဲ့နေရာလေးကြည့်လိုက်ပြီဓမ္မပြန်ဖောက်ပြန်လာလေးကပြည့်စည်သွားဗတ္တသိဝန္တာသိလုံးနေတော့တဏှာကဘာဖြစ်လာတော့အောင်းတဲ့ခါကျဗတ္တသိဝန္တာသိထုတ်လိုက်ပါအောင်းတဲ့နေရာလေးညာလှည့်လိုက်ပါခြေလုံးကအောက်ရင်ခြေလုံးပေါင်းအောင်ရင်ပေါင်းခါကအောင်ရင်အောက်နောက်ကျောကအောင်လို့ရှိရင်လည်းအောက်တဲ့နေရာလေးညံတဲ့ပါအဲ့ဒါလေးကဘာမှလေးမလဲဆိုတော့ပင်ကိုယ်သဘောမှဖောက်ပြန်လာတာအဲ့ဒီဖောက်ပြန်တဲ့နေရာလေးကိုဂတိကကျုံကြဘုရားကညံတဲ့လိုက်ပြီးဆိုမှဖြင့်ဉာဏ်ပေါ်နေတဲ့အတွက်တတ္တဝါသံဃာမှာအောင်းတဲ့စိတ်ကလေးကချုပ်သွားပြီးဉာဏ်စိတ်ကလေးကပေါ်နေဉာဏ်စိတ်ကလေးပေါ်နေတော့အောင်းလာလေးဟာဟောက်ပြန်ပြီးဒီကလာပြည့်စည်သွားတာတွေ့ပါရဲ့ဟောက်ပြန်ပြည့်စည်သွားတာကိုတွေ့ပါလိမ့်မယ်ဒီကဲဟောက်ပြန်ပြည့်စည်သွားတာလေးတွေ့တဲ့အခါကျတော့ဒီခန္ဓာကိုယ်ကြီးစမ်းကြည့်နေလို့ဟောက်ပြန်ပြည့်စည်တာတွေ့တာလို့မှတ်လိုက်နော်အဲ့တော့ဟောက်ပြန်ပြည့်စည်တာကအနိစ္စဒုက္ခသစ္စာအနိစ္စဆိုတာဟုတ်တာဒုက္ခသစ္စာဆိုတဲ့ဟုတ်ပါဘူးဩဒါကဒုက္ခသစ္စာဟောက်ပြန်ပြည့်စည်ပြီလို့သိနေတာလေးကလောကီမဂ္ဂသစ္စာဒါဒီနေရာလေးကအောက်နာလေးကရောက်သွားပြီဟိုနေရာကအောက်နာပေါ်လာတယ်ဟိုစိတ်ကလေးစားခြင်းနဲ့စိတ်ကလေးပေါ်လာတယ်အဲ့ဒါလေးကိုလည်းစားခြင်းနဲ့စိတ်ကလေးကိုလည်းရှိမရှိကြည့်ပြပါကြည့်လိုက်တဲ့အခါကျတော့ရှင်နဲ့ကြည့်တဲ့ဉာဏ်ပေါ်လာလို့ရှင်ပြန်တတ္တဝါသံဃာနှစ်စိတ်မပေါ်ကောင်းတဲ့အတွက်စားခြင်းနဲ့စိတ်ကလေးကတကကျွယ်တကတက်လို့ဖြစ်ပြီးပြတ်သွားတယ်သူလည်းဘုမဖောက်ပြန်ပြီးလာအခုပဲပြည့်စည်သွားတယ်အဲ့ဒါဖောက်ပြန်ပြည့်စည်တာဘာသစ္စာခေါ်ကြမလဲဒုက္ခသစ္စာကိုဘုန်းကြီးတို့ဓမ္မတွေကသိလိုက်တော့အသိခံရတာကဒုက္ခသစ္စာအသိဉာဏ်ကမဂ္ဂသစ္စာလို့ဟောမိကြဒီလိုရှိတဲ့ခန္ဓာကိုယ်ရဲ့လက်လိုက်ပိဋကလာနေတော့အသိခန္ဓာကဒုက္ခသစ္စာအသိဉာဏ်ကမဂ္ဂသစ္စာဆိုတော့ခန္ဓာကိုယ်တော့မှာဒုက္ခသစ္စာရဲ့သိနေတဲ့မဂ္ဂသစ္စာရဲ့ဤသစ္စာနှစ်ခုသာရှိပြီးကြလာနေတော့
သမုဒိယသစ္စာဆိုတဲ့လောဘကချုပ်ငြိမ်းရုပ်သိမ်းပြီးဒီကလာနေတော့တယ်ဒီလောဘချုပ်ငြိမ်းနေတော့လောဘတဏှာချုပ်တော့တဏှာချုပ်တော့ဥပါဒံချုပ်ဥပါဒံချုပ်တော့ကံချုပ်တယ်ကံချုပ်တော့အလာကဘဝလာရသဖြစ်တဲ့ပြိတ္တိနေမှုအိုမှုသိမှုပေါ့ဩဒါဘယ်နဲ့ကြောင့်ချုပ်ပါလိမ့်မလဲလို့ဒါကြရကသေသုလဘုရားမဲလို့ရှိရင်ဖြင့်ဟောက်ပြန်ပြည့်စည်တာမြင်နေတဲ့မက်ကချုပ်စေတာလို့မှတ်လိုက်ဟောက်ပြန်ပြည့်စည်တာသိတဲ့မက်ကချုပ်စေတာဆိုတာသိကြပါလားဒါပေမဲ့ဒီခန္ဓာကိုယ်ကြီးကိုဝိပဿနာရှိဆိုတာခန္ဓာကိုယ်စောင့်ကြည့်တဲ့အလုံးလို့မှတ်လိုက်တယ်ဝိပဿနာလို့ဆိုတာပါပါလေဒါကြောင့်ကာယမိမံသမဂထဣမံကာယဤခန္ဓာကိုယ်ကြီးကိုသမဂထစောင့်ကြည့်ပြီးသုံးသပ်စမ်းပါကွာရှင်သာရိပုတ္တရာမှားကြခန္ဓာကိုယ်ကြီးစောင့်ကြည့်ပြီးသုံးသပ်စမ်းပါဆင်ញင်လမ်းပါဆိုတော့ဖြစ်ပြမဲမလာဘူးပြည့်စည်သွားတာကဖြစ်ပြစောင့်ကြည့်တာကမဲ့ဆိုတာဓမ္မတို့စောင့်ကြည့်မှရတယ်လို့မှတ်စမ်းစောင့်မကြည့်ရင်မရဘူးရှားရင်တော့မရစောင့်ကြည့်ရင်တော့ရဲ့ကြားတွေကအပြေးတော့မလမ်းပါဘူးတဲ့ဖမ်းတော့မြန်သလိုနိလင်္ဂပညာကစောင့်ဖမ်းစမ်းပါလို့လည်းသေသေးချာချာဟောတာဒါကြောင့်ဘုန်းကြီးတွေကဓမ္မတွေကအိမ်ရောက်လို့ရှိရင်ဘုန်းကြီးပြောတဲ့အတိုင်းသာလုပ်ကြည့်သားအနာကိုစောင့်ကြည့်နေဘာနဲ့စောင့်အောင်လို့ဆိုတော့ကျူမှုလေးမှမှန်ကျူဆိုင်မှုလေးမှမှန်ဆိုင်ဆက်ရကမှအထူးတရားနဲ့ပေါ်လာလို့ရှိရင်ဩဒါဝိပရိနာမလက္ခဏာဒုက္ခသစ္စာပါလားလို့စောင့်ကြည့်တယ်ဒါပြန်ဝိပရိနာမလက္ခဏာဒုက္ခသစ္စာကဒုက္ခသစ္စာစောင့်ကြည့်တာလေးကသေတာကသမုဒိယသစ္စာနောင်ခန္ဓာမလာတာကနိရောဓသစ္စာဆိုတော့ဩတို့သစ္စာလို့လုံနေတာပါလားဆိုတာပေါ်မလားဒါဖြင့်ဝိပဿနာလို့ဆိုတာအာလုံးတရားနာတဲ့ဓမ္မတွေစောင့်ကြည့်တဲ့အလုံးဝိပဿနာလို့ဆိုတာဘာပါလဲစောင့်ကြည့်တဲ့အလုံးလို့ဆိုတော့တပည့်ရလို့ပြန်မလုံးတတ်သေးပါဘူးဘုရားဆိုရင်စောင့်မကြည့်လို့လားမှတ်ပြီစောင့်ကြည့်တော့ခန္ဓာကိုယ်ကြီးကဘုနေရာကပြတယ်ဒီနေရာကပြတယ်ဘုနေရာကပြတယ်ဒီနေရာကပြတယ်ပြတဲ့နေရာကိုပဲစောင့်ကြည့်နေတဲ့ခါကြလို့ရှိရင်ပြတာကဒုက္ခသစ္စာသိတာကမဂ္ဂသစ္စာသိတာနောင်ခန္ဓာမလာတာကနိရောဓသစ္စာဆိုတော့တို့ဒီသစ္စာလေးပါးလုံးလုံးနေတာပါလားဆိုတော့မောလာရှင်းပါဒါကြေတော့လုံးတော့လဲစောင့်ကြည့်ရတာမဟုတ်လားလိုက်မှန်းရင်မေးပါဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေစောင့်ကြည့်လို့ရှင်ခန္ဓာကိုယ်ကြီးကပင်ကိုယ်ကအနာခန္ဓာကိုယ်ကြီးကိုအနာတွေပဲမပြဘူးအနာခန္ဓာကိုယ်ကြီးကိုအနာခန္ဓာတွေပြတယ်ဒီနာခန္ဓာတွေကဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နဲ့ပြနေတော့ဒီဥစ္စာဖြစ်တဲ့ကဒုက္ခသစ္စာသိတာကမဂ္ဂသစ္စာပါလားလို့ဆိုတာအခုအချိန်မှဉာဏ်နဲ့မှပေါ်လာဆိုရလို့ပေါ်လာတဲ့ခါကျလို့ရှိရင်ကိလေသာဈာမညလို့ရှိရင်ဖြစ်ပြနဲ့မဲ့နဲ့ကြားထဲမှာကိလေသာဈာမချလို့ရှိရင်
9 ရက်နဲ့မဉ္ဇဉ်ဘုံဉဏ်ရပါတယ်